တခြားနိုင်ငံတွေလိုကိုယ်ပိုင်ငွေကြေးကိုအဓိကထားမသုံးဘဲနဲ့ကမ္ဘာအင်အားအကြီးဆုံးငွေကြေးဖြစ်တဲ့အမေရိကန်ဒေါ်လာကိုနိုင်ငံတော်ငွေကြေးအဖြစ်သုံးတဲ့နိုင်ငံ။အော်စရာကောင်းတာကကျွန်တော်တို့မြန်မာနိုင်ငံနဲ့အိမ်နီးချင်းတွေနဲ့စုဖွဲ့ထားတဲ့အရှေ့တောင်အာရှမှာရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့ပိုပြီးစိတ်ဝင်စားစရာကောင်းတာကဒီနိုင်ငံဟာဒေါ်လာသုံးပေမဲ့လည်းအရှေ့တောင်အာရှနိုင်ငံထဲမှာစီးပွားရေးအပြင်ဒုတိယအဆင့်အဆုံးစီးဝင်နေစေဖြစ်ပါတယ်။ဒါဆိုရင်ဘယ်နိုင်ငံဖြစ်မလဲ။ဟုတ်ပါတယ်ဒီနိုင်ငံကတော့အရှေ့တီမောလက်စတီနိုင်ငံပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့ Brain Box မြန်မာ channel ကနေဘာကြောင့်ဒီနိုင်ငံဟာအမေရိကန်ဒေါ်လာကိုသုံးစွဲရတာလဲဒေါ်လာသုံးပေမဲ့ဘာကြောင့်နိုင်ငံကဆင်းရဲဆုံးစီးဝင်နေရတာလဲပြီးတော့နှစ်ပေါင်း900နီးပါးဖိနှိပ်ခံခဲ့ရပြီး21ရာစုမှာလွတ်လပ်ရေးရခဲ့တဲ့ဒီနိုင်ငံရဲ့တမိုင်းကဘယ်လောက်တောင်ကြမ်းတမ်းခဲ့လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျအရင်ဆုံးအနေနဲ့တီမောနိုင်ငံရဲ့တမိုင်းကိုနည်းငယ်လေ့လာကြည့်လိုက်ရအောင်အရှေ့တီမောရဲ့တမိုင်းဟာရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီးကိုလိုနီစနစ်ပြီးတော့ရက်ဆက်တဲ့သိမ်းပိုက်မှုတွေကြောင့်သွေးစွန်းခဲ့ရပါတယ်တီမောရဲ့အရှေ့ဘက်ခြမ်းကိုပေါ်တူဂီတွေက16ရာစုကလေးကသိမ်းပိုက်ခဲ့ပြီးကိုလိုနီနယ်မြေအဖြစ်သတ်မှတ်ခဲ့ကြပါတယ်ပေါ်တူဂီတွေဟာတစ်မွေးလူမျိုးတန်ဖိုးကြီးတဲ့တန်ဆာသားတွေထုတ်ယူအမြတ်ထုတ်ခဲ့ပြီးတော့အဲဒီနိုင်ငံမှာဂျောမကက်သလစ်ဘာသာကိုအပြင်းအထန်ပြန့်နှံ့စေခဲ့ပါတယ်ဒီလိုနဲ့တီမောဟာအရှေ့တောင်အာရှမှာဖိလစ်ပိုင်ပြီးရင်ကက်သလစ်ဘာသာဝင်အများဆုံးနိုင်ငံဖြစ်လာခဲ့တာပါ1984ခုနှစ်ရောက်တဲ့အခါမှာတော့ပေါ်တူဂီရဲ့စစ်အာဏာရှင်စနစ်ပြိုလဲသွားတဲ့အခါပေါ်တူဂီဟာကိုလိုနီနယ်မြေတွေကိုလွှတ်ပေးဖို့စတင်ခဲ့ပါတယ်1985ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာတော့ Free Tillim Party ကနေလွတ်လပ်ရေးကိုတစ်ဖက်သက်ကြေညာခဲ့ပေမဲ့ဒီလွတ်လပ်ရေးဟာ9ရက်တာခံခဲ့ပါတယ်ဒီလိုနဲ့ဒီဇင်ဘာလ9ရက်နေ့မှာအိန္ဒိချင်းအင်ဒိုနီးရှားနိုင်ငံကတီမောကိုကွန်မြူနစ်စကန်ဖြစ်သွားမှာကိုစိုးရိမ်တဲ့အကြောင်းပြချက်နဲ့စစ်အင်အားအလုံးရင်းနဲ့ကျူးကျော်သိမ်းပိုက်ခဲ့ပြီးအင်ဒိုနီးရှားကရှေ့တီမောကိုသူတို့ရဲ့28ခုမြောက်ပြည်နယ်အဖြစ်ကြေညာလိုက်ပါတယ်ဒီလိုနဲ့အင်ဒိုနီးရှားရဲ့သိမ်းပိုက်မှုကာလ24နှစ်အတွင်းမှာတီမောလူမျိုးတွေဟာအကြီးမားဆုံးအဆုံးရှုံးနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်သူရဲ့သုံးပုံတစ်ပုံနီးပါးလောက်ဟာရက်ဆက်တဲ့စစ်စင်ရေးတွေအငတ်ဘေးနဲ့ယောဂတွေကြောင့်အသက်ဆုံးရှုံးခဲ့ရပါတယ်ဒီလိုဖိနှိပ်မှုတွေအောက်မှာတီမောလူမျိုးတွေကတော့လက်နက်ချခြင်းမရှိပဲဖလန်တီလို့ခေါ်တဲ့မြေရောက်တော်လှန်ရေးအဖွဲ့ကတိုက်ပွဲဝင်ခဲ့ပြီးသူတို့ရဲ့ခေါင်းဆောင်ရှာနာနာဂုစမာအိုဟာလွတ်လပ်ရေးရဲ့ပြရုပ်ဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ပဲ1992ခုနှစ်မှာဒီလီလူတပ်ပွဲဟာကမ္ဘာကိုပြန့်နှံ့သွားပြီးတဲ့နောက်နိုင်ငံတကာဖိအားတွေကြောင့်1996ခုနှစ်မှာကမ္ဘာကုလသမဂ္ဂအစီအစဉ်နဲ့လူထုဆန္ဒပြပွဲကိုကျင်းပခဲ့ပြီးမဲဆန္ဒရှင်88.5%ရာခိုင်နှုန်းကလွတ်လပ်ရေးကိုပြပြတသားဆန္ဒပြုခဲ့ကြပါတယ်စန္ဒခံယူပွဲအပြီးမှာအင်ဒိုနီးရှားကိုထောက်ခံတဲ့စစ်သွေးကြွတွေရဲ့ဖျက်ဆီးမှုတွေဖြစ်ပွားခဲ့ပေမဲ့ကုလသမဂ္ဂဝန်ရမှုအပြီးမှာတော့2002ခုနှစ်မေလ20ရက်နေ့မှာတီမောလက်စတီဟာအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်တရားဝင်ပေါ်ပေါက်လာခဲ့ပါတယ်အရှေ့တီမောဟာလွတ်လပ်ရေးရပြီးစမှာငွေကြေးတည်ငြိမ်မှုမရှိမှာကိုစိုးရိမ်တာငွေကြေးဖောင်းပွားမှုမဖြစ်အောင်ထိန်းချုပ်ချင်တာနဲ့နိုင်ငံတကာယင်းနှိမ့်မြုပ်နှံမှုတွေပုံမလွယ်ကူစေဖို့ရည်ရွယ်ပြီးအမေရိကန်ဒေါ်လာကိုစတင်သုံးစွဲခဲ့ကြပါတယ်ဒီလိုနဲ့ပဲလက်ရှိအချိန်အထိရှေ့တီမောနိုင်ငံဟာကမ္ဘာအင်အားကြီးဆုံးငွေကြေးဖြစ်တဲ့အမေရိကန်ဒေါ်လာကိုနိုင်ငံတော်ငွေကြေးအဖြစ်သုံးစွဲနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်ဒီလိုမျိုးဒေါ်လာသုံးစွဲနေပေမဲ့အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတဦးချင်း GDP per capita တိုင်းတာချက်အရဒုတိယအဆင့်အဆုံးစီးဝင်နေဆဲဖြစ်ပါတယ်နှစ်ပေါင်းများစွာစစ်ပွဲတွေနဲ့ဖျက်ဆီးခံထားရတဲ့အရှေ့တီမောဟာလွတ်လပ်ရေးရပြီးနောက်နိုင်ငံထူထောင်ရေးကိုအခြေခံမှစတင်လှုပ်ဆောင်ခဲ့ရပေမဲ့သူတို့ရဲ့စီးပွားရေးအခြေအနေဟာစိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်နှစ်ကာလကြာရှည်စွာစစ်ပွဲတွေပျက်စီးမှုတွေကြောင့်လျှက်စစ်မီတန်ရှင်းသောရေနဲ့လမ်းပန်းဆက်သွယ်ရေးလိုအခြေခံအုတ်မြစ်တွေဟာအားနည်းနေပြီးနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုနှောင့်နှဲစေခဲ့ပါတယ်ဒီစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ဖို့အတွက်တီမောအစိုးရဟာ2017ခုနှစ်ကတည်းကအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့တရားဝင်လျှောက်ထားခဲ့ပါတယ်အာဆီယံနိုင်ငံအချို့အထူးသဖြင့်အင်ဒိုနီးရှားရဲ့ထောက်ခံမှုရှိခဲ့ပေမဲ့စင်ကာပူလိုတချို့နိုင်ငံကြီးတွေကတော့တီမောရဲ့စီးပွားရေးနဲ့အုပ်ချုပ်ရေးစနစ်အားနည်းချက်တွေကြောင့်အဖွဲ့ဝင်အဖြစ်ဝင်ရောက်ဖို့အခြေယူတင်တယ်လို့ယူဆခဲ့ပါတယ်ဒီလိုနဲ့လိုအပ်တဲ့စီးပွားရေးနဲ့နိုင်ငံရေးလူမှုယဉ်ကျေးမှုဆိုင်ရာအခြေအနေတွေကိုတင့်မြစ်ဖို့အချိန်ယူပြင်ဆင်ခဲ့ပြီး2025ခုနှစ်အောက်တိုဘာလ26ရက်နေ့မှာတော့အရှေ့တီမောလက်စတီနိုင်ငံဟာအာဆီယံရဲ့17ခုမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ်တရားဝင်သတ်မှတ်ခဲ့ပါတယ် Distinguished guests, it is now official. Timor-Leste is the 11th member of ASEAN. ကဲဒီဗီဒီယိုကိုကြည့်ပြီးတဲ့အခါဒေါ်လာသုံးနေပေမဲ့အရှေ့တောင်အာရှရဲ့စင်ရဲဆုံးစင်းဝင်တီမောနိုင်ငံအကြောင်းတီမောလိုတမိုင်းကြောင်းကျန်းခဲ့တဲ့နိုင်ငံဟာဘလို့နီးနဲ့စင်ရဲမွဲတည်မှုကနေရုံထွက်နိုင်မယ်လို့ထင်ပါတယ်လေပရိသတ်ကြီးတို့ရဲ့အမြင်ကိုကွန်မန့်မှာမျှဝေပေးခဲ့ကြပါဦးဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုသိရှိဖို့အတွက် channel ကိုလည်း like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျနောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်